ကဲအားလုံးပဲမင်္ဂလာပါကဲအောင်သောကိုရီမာတွေမင်္ဂလာပါကျွန်တော်တို့လေးကိုရှိုင်း channel ကနေပြီးတော့အောင်သောကိုရီမာတွေဦးလေးတွေတော်တွေတူတယောက်မကျန်စိတ်ကြမ်းမှချင်းကိုကြီးကြမ်းမှချင်းနဲ့ပြည်စုံကြပါစေလို့ကျွန်တော်တို့လေးကိုရှိုင်း channel မှာတင်ပဲเนาะ live show လေးရဲ့အစမှာလည်းဥစားပထမနှုတ်ခွန်းဆက်တာပါတယ်ကဲအောင်သောကိုရီမာတွေမင်္ဂလာပါเนาะဝင်လာတဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်တို့လေးကိုရှိုင်း channel တကလေးကို subscribe လေးနှိပ်ဒီနေ့နေကုန်မှာလုံးဝအဆင်ပြေရเนาะကိုရှိုင်းတာဝန်ကြီးရเนาะကိုရီမာတွေမနက်ကဆိုလဲနေတိုင်းလိုက်ဆော်တဲ့ကိုရီမာတွေခွန်3ပတ်ဒီခွန်3တကွာကောနောက်ရွေးကွက်ကလေးကျွန်တော်ထုတ်ပေးခဲ့တယ်နောက်ရွေးကွက်မှာကျွန်တော်3ကွက်တည်းထုတ်ပေးခဲ့တာ3နှစ်3ခွန်3ကိုမနက်ကခွန်3เนาะညနေမှာအဖွဲ့ဝင်နေလိုက်ဆော်တဲ့ကိုရီမာတွေအဖွဲ့ဝင်10ပတ်ဒီเนาะမွေးကွက်ကလေး3ကွက်တော့ကြံအောင်မယ်အဖွဲ့ဝင်ထားတဲ့ကိုရီမာတွေအဲမွေးကွက်3ကွက်ကိုဆက်ပြီးတော့ဆော့ပါကဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်လိုက်ရှိုးလေးကိုပြီးဆုံးနိုင်အောင်လိုက်ပြီးတော့ကြည့်မယ်။နောက်ကျွန်တော်အခုမှတွေ့လို့ချစ်လို့ခင်လို့အားပေးမယ်ဆိုတဲ့အကိုတွေမားတွေရောတူးရီကိုလုံးဝအရှုံးများနေပါတယ်ဆိုတဲ့အကိုတွေမားတွေလူသက်လူအောင်အကိုတွေမားတွေနောက်ကျွန်တော်အခုမှတွေ့တဲ့အကိုတွေမားတွေရောပြီးခဲ့တဲ့ပတ်မှာကျွန်တော်ကြားမကြီးလေးစင်မပြေလို့နော်ခဏကွက်တွေအများကြီးလဲထုတ်မပေးနိုင်ခဲ့ဘူး။နော်အားကြောင့်မလို့အခက်အခဲရှိနေတဲ့ဆိုတဲ့အကိုတွေမားတွေဖွဲ့ဝင်နေတိုက်တွေရောအောင်သောကိုတွေမားတွေကိုမနေ့ဖြတ်မှာလုံးဝကျွန်တော် share ပတ်တိတစ်လုံးမှကျွန်တော်ထုတ်ပေးလိုက်မယ်။နောက်ခါတိုင်းဆိုရင်ဒါကျွန်တော်ပတ်တိနှလုံးထုတ်ပေးတာမနေ့ပြန်မှာပတ်တိတစ်လုံးနဲ့ကနန်းလေး3ခွက်ပဲကျွန်တော်ထုတ်ပေးမယ်เนาะဒါမနေ့ပြန်နေကုန်းသားမှာပတ်တိတစ်လုံးနဲ့ကနန်း3ခွက်ပဲထုတ်ပေးမယ်ကြိုင်းနေတတ်မယ်ဆိုတဲ့ကိုရီမားဗီဒီယိုပိုင်းလိုက်ရှိုးလေးကိုပြီးဆုံးနိုင်အောင်လိုက်ပြီးကြည့်မယ်ဒီဗီဒီယိုပိုင်းကိုမကြည့်ရကြော်ကြည့်မယ်ဆိုရင်တော့ကိုရီမားကြီးလုံးဝနောင်လာရသွားလိမ့်မယ်เนาะဘာကြောင့်လဲဆိုတော့ကျွန်တော်ခါတိုင်းဆိုရင်ပတ်တိနှလုံးမွေးကနန်း6ခွက်ဒါတနေ့စာကိုကျွန်တော်ပုံမှန်ထုတ်ပေးနေကြမနေ့ပြန်မှာကျွန်တော်ပတ်တိတစ်လုံးမွေးကနန်း3ခွက်ပဲကျွန်တော်ထုတ်ပေးမှာပတ်တိကိုလည်းကျွန်တော်များစားကြီးထုတ်မပေးတော့ဘူးနော်ဘာကြောင့်လဲဆိုတော့လုံးဝအရှုံးများနေပါဆိုတဲ့ကိုရီမားတွေဖွဲ့ဝင်ထားတဲ့ကိုရီမားတွေရောနေတိုင်းလိုက်ဆော့တယ်ဆိုတဲ့ကိုရီမားတွေရောနော်ထိထိမိမိလေးနဲ့တော့ရားကျင်တဲ့ကိုရီနော်အဲ့တော့အောင်သောကိုရီမားတွေတော့ဒါကျွန်တော်ဘက်ကနေပြီးတော့စေတနာရင်းခံပြီးတော့ဖြစ်နိုင်နေတဲ့ကြားနိုင်တဲ့အများဆုံးရှိတဲ့ပတ်သီးလေးတစ်လုံးမှကျွန်တော်ရွေးချယ်ပြီးထုတ်ပေးမယ်ကျိုင်းနေတတ်မယ်ဆိုတဲ့ကိုရီမားတွေရဲ့ဗီဒီယိုဖိုင်လိုက်ရှိုးလေးကိုပြီးဆုံးနိုင်အောင်လိုက်ပြီးတော့ကြည့်မယ်နော် channel ကို subscribe မလုပ်ရသေးဘူးဆိုတဲ့ကိုရီမားရဲ့ channel လေးကို subscribe နှိပ်မယ်အဖွဲ့ဝင်ထားတဲ့ကိုရီမားတွေကလည်းကြံနဲ့10ပတ်တီးထွက်သွားပြီဆိုတော့ကျွန်တော်10နဲ့ပတ်သက်ပြီးပေးထားတဲ့မွေးကနန်းလေး3ခွက်ကြံမယ်အဲ့ဒီ3ခွက်ကိုလိုက်ပြီးတော့ဆော့ပါနော်10နဲ့ပတ်သက်ပြီးပေးထားတဲ့3ခွက်ရှိတယ်အဲ့ဒီ3ခွက်ကိုလိုက်ပြီးတော့ဆော့ပါနော်ကဲအဲ့တော့အောင်သောကိုရီမားတွေကျွန်တော်တို့ကနန်းလေးကိုကျွန်တော်တို့သွားမယ်နော် Viber channel လေးကိုလည်း comment မှာပင်ထောက်ပေးခဲ့မယ်ကျွန်တော်ရှိမှလာပြီးတော့နေတိုက်တီကိုလည်နေတဲ့ကူအင်တာနက်လိုင်းလေးအဆင်မပြေလို့ဖုန်းမေးလေးမတတ်နိုင်တာပဲဖြစ်ဖြစ်အင်တာနက်လိုင်းလေးအချင်းကြီးကြောက်အခက်အခဲမျိုးကြောင့်မကြည့်နိုင်ဘူးဆိုတဲ့ကိုရီမားတွေ Viber channel လေးကို comment မှာပင်ထောက်ပေးခဲ့မယ်နော် Viber channel လေးမှာနေတိုက်လေးတွေနီးကကနန်းလေးတွေဝင်ယူပါနော်အမှကျွန်တော်နေတိုက်ကနန်းလေးတွေတနေ့တာဒူးတီနဲ့ပတ်သက်တဲ့ကနန်းကွက်ကလေးတွေကျွန်တော်အမှအမြဲတင်ပေးမယ်နော်ဒါကတော့ YouTube မှာ live ပြီးတော့ internet line တွေအခက်အခဲလေးရှိလို့ live မကြည့်နိုင်ဆိုတဲ့ကိုရီမားတွေတော့ကိုအဓိကထားပြီးတော့ပြောတာနော်ကဲအဲ့တော့အောင်သောကိုရီမားတွေ live မအောင်ဗျာနော်မနက်ဖြန်နေကုန်းစားမှာအဓိကထားပြီးတော့ဘာကနန်းကွက်ကလေးတွေအားကောင်းနေဆိုရင်ပတ်တီတစ်လုံးနဲ့ဖြစ်တဲ့တစ်ပတ်တီကိုကျွန်တော်ထုတ်ပေးထားတယ်နော်မနက်ဖြန်နေကုန်းမှာလုံးဝအားကောင်းပါလေဆိုတဲ့ပတ်တီတစ်ပတ်တီအကြိုက်တူမဲ့ဆိုတဲ့ကိုရီမားတွေစော့ပါမကြိုက်နှစ်သက်ဘူးဆိုတဲ့ကိုရီမားတွေကြော်သွားပါကြိုက်နှစ်သက်မဲ့ဆိုတဲ့ကိုရီမားတွေစော့နော်အဲ့ပတ်တီမှာကျွန်တော်ရဲ့ကိုရီမားတွေမှာကြီးပိုင်ပိုင်နိုင်ရှိတာပဲဖြစ်ဖြစ်လုံးပိုင်ပိုင်နိုင်ရှိတာပဲဖြစ်ဖြစ်တစ်နဲ့ပတ်ကပ်ပြီးတော့စော့ဒီပါနော်မနက်ဖြန်နေတိုင်းစော့တဲ့ကိုရီမားတွေလည်းကျွန်တော်2-3ပေးနေတာပါလဲဆိုတော့ကနန်းလေး3ခွက်တည်းကျွန်တော်ထုတ်ပေးတာเนาะယူခွက်ကလေးတော့ live ပြီးရွေးမနေပါနဲ့ယူခွက်ဆော့မယ်ဆိုရင်3ခွက်ခလုံး3ခွက်စလုံးဆော့ပါပတ်တီးဆော့မယ်ဆိုရင်လည်းပတ်တီးကိုထိထိမိမိဆော့ပါเนาะဒါပတ်တီးကို live ဆော့ပါလို့ကျွန်တော်မပြောလို့เนาะဒါကိုတက်နိုင်တဲ့အတိုင်းဒါနဲ့ကိုမှရှိတဲ့ငွေပမာဏနဲ့ချင်းချိန်ပြီးဆော့เนาะဘယ်သူတွေဘယ်လောက်ဖို့ထိုးပါလို့ကျွန်တော်ဘက်ကနေပြီးတော့မပြောချင်ဘူးကျွန်တော်ဘက်ကနေပြီးတော့လေဖြစ်နိုင်ခြင်းနဲ့ကြားနိုင်ခြင်းအများဆုံးရှိတဲ့ကဏ္ဍကိုကျွန်တော်ရွေးချယ်ပြီးထုတ်ပေးတာဒါအဲ့တော့ကြိုက်နေတတ်မယ်ဆိုရင်ဆော့เนาะပတ်တီးတစ်လုံးအနေနဲ့တစ်ပတ်တီးနော်တင်နပတ်သက်ပြီးတော့ယူခွက်အနေနဲ့ထားပြီးစော့မယ်ဆိုရင်10.519နော်10.519နော်10.519ကြိုင်းနဲ့တတ်မယ်ဆိုတဲ့ကိုဒီမှာယူစော့ပါကီးပိုင်ပိုင်နိုင်ရှိတာပဲဖြစ်ဖြစ်လုံးပိုင်ပိုင်နိုင်ရှိတာပဲဖြစ်ဖြစ်ကတ်ပြီးတော့စော့နော်1ချင်းဒီ1တစ်လုံးနဲ့ပါနော်ခါတိုင်းဆိုရင်ဒါကျွန်တော်ပတ်သီး2လုံးနော်ယူခွက်ကလေး3ခွက်6ခွက်ပေါ့ပတ်သီး2လုံးယူခွက်6ခွက်နဲ့ကျွန်တော်ပုံမှန်ထုတ်ပေးနေကြနော်အခုတော့ကျွန်တော်ပတ်သီးတစ်လုံးမှထုတ်ပေးမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ကိုရီမားတွေလုံးဝအရှုံးများနေပါဆိုတော့ကိုရီမားတွေတော့ဒါကျွန်တော်ဘက်ကနေပြီးတော့အကောင်းဆုံးဖြစ်ပြီးတော့ပြန်ပြီးတော့ရွေးချယ်ပြီးထုတ်ပေးထားတာနော်ကဲအဲ့တော့အောင်သောကိုရီမားတွေယုံကြည်မဲ့တိုင်းနေတတ်မယ်ဆိုတော့ကိုရီမားတွေဆော့ပါတစ်ပတ်သီး10.519နော်အဖွဲ့ဝင်ထားတဲ့ကိုရီမားတွေလည်း channel ယူခွက်ကလေးတွေကိုဆော့မယ်
နော်ကျွန်တော်ထက်ကတလဲလဲသတိပေးပါတယ်ကျန်တဲ့ရွေးကွက်ကလေး3ကွက်ကိုထပ်ပြီးတော့စော့ပါနော်ဖွဲ့ဝင်ထားတဲ့ကိုရီမာရီကဲအဲ့ဒါအောင်သောကိုရီမာရီခေါ်လာပါမနေ့ပြန်နေကုန်မှာပတ်တိတစ်လုံးနဲ့ကျွန်တော်ထုတ်ပေးထားတာလုံးဝအဆင်ပြေကြပါစေလို့ကျွန်တော်ကိုညာစုမကောင်တောင်းပေးတယ်နော်ဗီဒီယိုဖိုင်လိုက်ရှိုးလေးကိုအများမြင်အများတွေ့အများရရပါသေးဆိုတဲ့စိတ်နဲ့တူလေးနဲ့သက်ဆိုင်တဲ့ group လေးမှာ sharing လေးနဲ့ကိုနေပြီး share ပေးစီဒီနေ့ channel တကလေးဖြစ်တဲ့အတွက်ကြောင့်လေကျွန်တော်ရဲ့လူသစ်လူဟောင်းကိုရီမာတွေကိုကျွန်တော်ဒီ channel လေးမှာပြန်မြင်နေပါတယ်နော်အဲ့တော့အောင်သောကိုရီမာဒီ channel လေးကို subscribe လေးနှိပ်မယ်ကဲအဲ့တော့အောင်သောကိုရီမာတွေခေါ်လာပါနော်မင်္ဂလာရှိတဲ့မင်္ဂလာညနေခင်းလေးပါမနက်ဖြန်နေကုန်မှာတော်ကောင်းလေးနဲ့ထိထိမိမိစင်ပြကြပါသည်ကဲပေါက်ကြီးလေးတွေမန်းခဲ့ပါဦးဒီနေ့မှာအဖွဲ့ဝင်10ပတ်တီးရောနေ့တိုင်း live ဆော့တဲ့အကိုရီမာတွေကျွန်တော်ရှိမှရုံကြီးကြီးနဲ့တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့လုပ်ပေးထားတယ်နော်ကိုရီမာတွေရုံကြီးနဲ့တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှောင်ကျွန်တော်လုပ်ပေးထားတယ်အဲ့အတွက်ကိုလည်းကျွန်တော်မနက်ဖြန်အတွက်ကိုပါထပ်ပြီးတော့တစ်လုံးနဲ့ကျွန်တော်ရွေးချယ်ပေးထားတယ်နော်ကဲအဲ့တော့အောင်သောကိုရီမာတွေကျိုင်းနေတတ်မယ်လို့မျှော်လင့်ပါတယ်ကျိုင်းနေတတ်မယ်ဆိုတဲ့အကိုရီမာတွေလိုက်ပြီးတော့ဆော့ပါလို့ကျွန်တော်ကိုရှိုင်းဘက်ကနေပြီးတော့စုမကောင်တောင်းပေးပါတယ်ကဲအဲ့တော့အောင်သောကိုရီမာတွေခေါ်လာပါမနက်ဖြန်ဒီကိုမှထိထိမိမိအဆင်ပြေကြပါစေဗျာ